ဒီနေရာလေးကတော့ဘန်ကောက်ထဲမှာပဲရှိတယ်ဆိုတာခင်ဗျားတို့သိပြီလားဒါပေမဲ့ဒီနေရာရောက်တာနဲ့အမေဆုံးတော်တဲ့ရောက်သွားသလိုပါပဲတစ်ပင်တွေအုံနေတဲ့ချောင်းလေးတွေကလေလော်ထွက်ရင်ချောင်းဘေးနှစ်ဖက်ကမြင်ရတဲ့မဂရိုက်ပင်တွေကြားရတဲ့ငှက်တန်တွေကတကယ်တော်ကြီးတဲကိုရောက်သွားသလိုပါပဲဒီလောက်မျိုးကြီးထဲမှာတော့ဒီလိုနေရာတွေရှိနေတယ်ဆိုတာကိုတကယ်ကိုမယုံနိုင်စရာပါနောက်ပြီးတော့ချောင်းဘေးတစ်လျှောက်မှာလဲအုပ်ကြီးဆိုင်တွေထိုင်းစားသောက်ဆိုင်တွေအများကြီးရှိပြီးရတာလဲကောင်းတယ်လို့စီးနှုံးလဲချိုပါတယ်ညတော့နားရက်လေးပါတော့လေးပါလေးသွားလော်ရတာပေါ့အဲ့ဒါနော် ဒီနေ့ကတော့ exact လေးပေါ့တစ်ခါမှဘွားမှာပထမဦးဆုံးဒီလော်ပူးချင်းပေါ့နော်ဒီတလော်အားမဆန်းဘူးဒီ ပရိုဆိုလော်မှာပေါ့နော်ဒီလေး ပဲရဟိုလေရပဲသွားမှာလားလေပဲလေနေမှာမသိဘူးတော့ Okay မကြခင် see you let's go let's go အဲ့ဒါဆိုင်ရဝင်လာပါလူကအများပဲလို့ငါထင်ခဲ့လားစနေဆိုတော့လေအဲ့ဒါဖြစ်တယ်မများပါအထဲမှာရှိသေးတယ်ဟာအထဲမှာများမယ်ထင်ကျွန်တော်ရောက်တဲ့ချိန်ကနေရတယ်နဲ့ပူပြီးတော့ဆိုင်ရဲ coffee ဆိုင်ရပဲအေးအေးဆေးရင်နားလိုက်ပါကျွန်တော်တို့ coffee လေးပါလေးမှာပြီးပုံလေးပါလေးရိုက်ခဲ့ပါတယ်ဆရာသမားနဲ့ကျွန်တော်ကဘီယာနဲ့ coffee နဲ့မားနေပါတယ် coffee လေးပါလေးသောက်ပြီးမှကျွန်တော်လေးတွေလော်ဖို့အတွက်လေးတွေလိုက်ရွေးခဲ့ပါတယ်။တော်ရမယ့်နေရာတွေကိုလည်းဝန်ထမ်းကတေချာရှင်းပြပါတယ်။တဲ့ငါတို့လက်တော့နော်။လောမှာသားလေးလောရှင်တို့လောရမှာငါတို့အခုလာလော်နေတာလားကျွန်တော်နေ့လယ်2နာရီပေါ့နော်နေ့လယ်2နာရီမှာအစားနေအရန်ပူမယ်ထင်ခဲ့တာဟောဒါမဲ့ဒီမှာအခုလောလောဆယ်ကတော့တိတ်ရိပ်ဝိုင်းတယ်အခုတွေ့တဲ့အတိုင်းပဲတစ်ပင်နေပါရှိတယ်ဆိုတော့အရန်ဆင့်ပြီတော့ဟောရမ်းမိုက်တယ်ပြီးကျွန်တော်ဒီလာတဲ့နေ့ကကျတော့ဒါစနေနေ့မှာလာပြီးတော့လှော်တာဖြစ်ပါတယ်ပုံမှန်သူပြောတာတနင်္ဂနွေနေ့တို့ဒီလိုဟိုအစိုးရရုံးပိတ်ရက်တွေပါတယ်ဆိုလို့ရှိရင်လူရမ်းများတယ်ဒီလိုပုံမှန်ရက်တွေလာပြီးပေါ့နော်တင်းလာတို့ဒါဘုတ်တော်ဘူးပေါ့အဲ့လိုရက်လေးလာပြီးပါအဲ့လိုမျိုးဆိုလို့ရှိရင်တော့အဆင်ပြေတယ်အရင်စိတ်ကောင်းကြတယ်နော်ဆိုင်ဖွင့်တာဖွင့်ကြရတော့မနက်9:00နာရီကနေပြီးတော့ည9:00နာရီအထိဒါပေမဲ့တကယ်လို့ဧည့်သည်တွေပါတိတ်မရှိဘူးဆိုလို့ရှိရင်တော့ည6:00နာရီဆိုပိတ်ပါတယ်ခင်ဗျာထဲမှာ coffee ဆိုင်လေးလည်းရှိပါတယ်နေပူသေးတယ်ရောက်တာစောသေးလို့နေပူသေးတယ်ဆိုလို့ရှိရင် AC လေးချိတ်လို့ရတာနော်ဒါမှဒီမျိုးအစင်းမဲ့တော့သုံးလေနော်ဒါနဲ့ငါတို့ပြန်လာတဲ့ချိန်ကျရင်ဒီခက်မှာဒီရကနေစီးရောနော်အဲ့ဟုတ်တယ်ဒီကအခုကနည်းနည်းလေးတတ်တာနေတော့လှော်ရတာတိတ်ဘာမှပြင်မိုင်းမရှိဘူးရမိုက်တယ်ဗျာရှင်းတိတ်ဆိတ်နေပဲဟုတ်အဲ့လောက်ဒီလိုမခက်ဘူးအေးဟုတ်တယ်အစားထင်တာလေလော်ရတာဟိုခတ်မယ်ထင်တာအခုကလော်ရတာမိုက်တယ်ပါလေဆိုလို့ရှိရင်စိတ်ပူစရာမလိုသူတို့ရဲ့စီမှာအဲ့ကထားပြလို့ရတယ်သူတို့စီမှာအဲ့တင်ထားပြလို့ရတယ်ဒါပေမဲ့ကိုနဲ့သက်ဆိုင်တဲ့ဖုန်းတို့တခြားဟာပေါ့နော်အရေးကြီးတဲ့ဟာတွေ passport ဒီကျွန်တော်ဟိုစတွေပေါ့ wallet တွေပါတယ်ပေါ့နော်ပတ်စံရီတို့ဘာတို့ဒါတွေအရေးကြီးတဲ့ဟာတွေပါတယ်ဆိုလို့ရှိရင်တော့ကိုနဲ့တပါးနဲ့တိတ်လာပေါ့နော်ဒါပေမဲ့ဒီလိုလေးနေရာလေးရှိတယ်ဗျကျွန်တော်တို့ standard မဟုတ်နော် premium ဆိုဒီမှာအိတ်ထားတဲ့နေရာလေးအနောက်မှာပါတယ်ဟုတ်လားဟောကျွန်တော်တောင်းနေချီငါအနောက်လဲနေချိန်နေတလှုပ်ငါပြုတ်ကြအောင်ရေတော့ခွေးလာနောက်နေဒါပေမဲ့ရေမကူတက်လို့ဆင်းနေစိတ်မပူနဲ့ဒီကောင်ရေရလေဥစားဟိုရေတိမ်လေးပဲပြီးရင်ကျွန်တော်ဒီမှာဒီလိုတက်ခဲ့အိတ်တွေပေးတယ်တခုသတိပေးကြရတော့လက်ရှိလေးဝတ်ခဲ့ပါတော့နေရတော့ရိတ်နေရရိတ်မယ်ပူနေရတော့ပူတယ်လေအဲ့လိုဆိုတော့ sunscreen ပါလိမ့်လာတော့ကောင်းတာပေါ့အဖွဲလိုက်ပူပြောဘူးကောင်းတယ်ဒီလိုဂျာရက်တွေလာပေါ့နော်ဂျာရက်တွေမှာဆိုရင်အဖွဲလိုက် AC လေး relax လုပ်ပြီးတော့မိုင်းနေပေါ့တည်ရဟုတ်ဘီယာလေးပါလေးယူလာပြီးတော့နေဘီယာလေးပါနေဖွက်လာပြီးတော့ cheers အဲ့လိုလေးလော်ပြီးတော့အရင်မိုက်တယ် cheers ပြီးတော့လော်ရင်ပိုကောင်းကျွန်တော်တို့လိုက်ခဲ့ပြီပေါ့အရှိမဆိုစီဆိုင်တွေရှိတယ်နော်စားတော့ဆိုင်တွေရှိတယ်မကောင်းဆိုင်တွေလေးစိတ်ဆရာကြီးပါတွေးနေမသိဒီလိုဆိုင်ပုတ်လေးရှိတယ်ဆိုင်ပုတ်လေးပြတယ် sunscreen ကိုလိမ့်လာခဲ့တဲ့နော် sunscreen တော့ဟိုလက်ရှိလို့ပေါ့နော်အဲ့ဒါလေးပါယူလာခဲ့အဲ့ဒီလက်ရှိလေး ဟုတ်ပါတယ်စိတ်တယ်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘန်ကောက်မြို့မှာနေတော့နေပြီဟောဘန်ကောက်မြို့မှာနေတော့အဲ့ကားလေးပါမြင်နေရတယ်ဒီတဘာဝလေတဘာဝအရသာကြီးမခံစားရတော့ကြာပြီးထင်တာကွာတော်ကြာနေပြီခုနားအောင်တိတ်ဆိုင်နေတော့ မကြရအောင်နော်ငါ့တော့လာခံစားကြည့်ပေါင်းမိုက်တယ်တဘာဝအရေးအရသာလေးရတယ်လေဆိုလဲလက်ဆက် fresh ဒါဘန်ကောက်ထဲမှာလို့ပဲပြောလို့ရတာနော်ဘန်ကောက်ထဲမှာတော့မရောက်လိုက်ရဘန်ကောက်ထဲပဲဘန်ကောက်လည်းနည်းနည်းလေးစွန်းလေးပေါ့လိုက်ဟိုစားဘိုးနဲ့လာလို့ရှိရင်တော့မတော်ကန်တော့ငါတို့လာတော့လေ190 190
ဒီကားတစ်စီးကိုကွာဥမာ၄ယောက်နဲ့လာကြည့်ပါဦး180ရှိ တယောက်40ကျော် လောက်ပဲကြာ ဟုတ် ပြီးတော့တယောက်40ကြာဦးပြီးလို့ဒီလေဆိုလို့ရှိရင်200လို့ပဲဒါတယောက်100ပဲကြာပုံမှန်တော့300ရှိဘောကောမလီလာကောမလီစင်းနေနေချစ်င်းနေနေ မျက်နှာ grow နေကွာ ပြင်းနေလေးပေါ့ ငါတို့အခုဒီဘက်ချမ်းသွားရမှာနော်အခုငါတို့တခုသွားစားအောင်ပေါ့အဲ့ကြောင့်လေတိုင်း တဲ့နေ ဟိုမှာတရားရောက်တော့မယ်လေလေ အဲ့ဘာနဲ့ကိုရအောင်လို့ အော်အေး ဒီစကနာစကโอเคခါလို့ခါပုံမှန်ခါ လေထိုင်နေ ခါဒီမှာကြည့် ဟုတ်လားဝင်လို့မရဘူးလေ ဒီမှာဝင်ရထိုင်လို့ အမှပဲအမှဘာမှမရှိတော့ဘူးလေ အဲ့မှာခဏတိုင်ပုံမှန် ငါတို့အခုစွန့်တမ်းသွားစားအောင်နော် အော်လေရောင်း position ရိုက်မယ်ဒီလိုပြီးနေရိုက် position လေကွာ ဒီကြောင် တော့ position လေကွာအခုဒီမှာငါတို့အရင်ဖြူစင်တော့အခု โอ้ very good တန်အင်းရန်လာတော့ကွာမိုးကောင်းကြီးပဲမြင်နေရတာအေးလေးမှလှေလုံးနေတယ်လေအဲ့ဒီဖေအောင်ပေါက်ပြလုံးမယ်အရှိမဓာတ်တိုင်ကြီးရှိမဓာတ်တိုင်ကြီးโอ้ရှိမချန်စီယိုကြီးအဲ့ဒီဘောဒီမာလီဆန်ဟုတ်တယ် ငါတို့အခုသွားထိုင်မဲ့နေရာဟိုဒီပါအားလေးဖြူလေးနဲ့ကွာအနည်းမှာတာတယ်ဝါ ကြည့်လိုက်ကြအဲ့ဒီဒါပေမဲ့ size ကြီးတော့50 40အဲ့တော့မစိုးဘူးနော်50 40တော့မစိုးဘူး ဟိုဗာလဲအကင်းလည်းတကင်းငါဘက်လိုလည်းရှိတယ် ဒီငါပဲလေ ငါဘက်တန်လည်းရှိတယ်ဒီစိတ်50တဲ့ကြီးမှာပဲဒါပေမဲ့ထိုင်းလို့ရေးရတာပေါ့နော် အဲ့လိုရတော့ ငါတို့ translate နဲ့ဘာသာတင်လာ translate ချာလိုက်တယ်ဒီလုံးကမှ ရေးရှင်းလို့ကြည့်လိုက် ဒီတော့တန်တယ်ရောက်တဲ့နေရာတိုင်းတီးပေါက်လေအဲ့ဒါတက်တယ်ရောက်တဲ့နေရာတိုင်းမှာနော်ရောက်တဲ့နေရာတိုင်းမှာတီးရှားတဲ့နေရာတိုင်းမှာဒီဘွက်တွေရှိတာကိုဖြိုးလိုပဲဒါလည်းကိုဖြိုးကြောင်းတေးတော့ကိုဖြိုးလိုပဲငါတို့တစ်ခါဖလက်ဆောင်သွားတော့ကွာဒီတော့လမ်းမှာဘစ်စီမှာချိပါရင်လို့ဆိုတော့ဘစ်စီတော့ကတော့မဇင်းဝချင်းဝင်ပါလေကွာโอ้เฮียရေတော့တောင်းလို့ပြောရကြအောင်တော့ဟောင်းကြနေရရင် yes ဝေးတော့ကွာโอ้ ဘာဘာလို့လာပို့ပြီး တော့ခါတော့လာ ကဲမိုက် ဆောင်းနေကြတယ် ဒါကျွန်တော်တို့မှာတဲ့ကဖောက်ကန်ဟိုဝက်လာ ။မြောင်ရေးဒီစင်မိုးရဲ့ရှိုးလာအောင်စားတင်စရာပြီ အများကြီးပေါ့နော်ဒါ50ပါဒါကျုပ်ပါတော့60ပေါ့ ။85ဘတ်တော့မှာ။ပြီးတော့ကျွန်တော်တို့ဒီဘာမှမလုပ်တော့ဘူး85ဘတ်80တော့တစ်ခါလေချိုးဆိုင်ဆိုလေ100ကျော်တော့ပြရ130ပါ။ဒီလိုမျိုး foreigner တွေလာတာတော့ဘာလို့ဆိုလို့ရှိရင်ဒီတော့ဂျင်းခဲလို့ခေါ်တယ်။ဒါပေမဲ့ဒီမှာကျတော့အဲ့လိုမျိုးမရှိဘူး။ဒီမှာပို့ပြီးတော့ဒီတော့40တကွဲဆို40 50အောက်။ကျောင်းမထလို့ရှိရင်တော့40ကျောင်းထလို့ရှိရင်50ဒီလဲလာပြီးတော့ ကဖောက်ချက်သားရယ်တွင်းရံစီဖူးရယ်တမ်ထိုင်ပေါ့နော်အားလုံးပဲဆွဲချက်မှာအားလုံးတော့ဟုတ်ကဲ့ ဆွဲကြအောင်ခင်ဗျာဆွဲကြအောင်ဒီကြနေရတော့စားကြအောင်ပြိတ္တကြီးကိုစားကြအောင်မျှော်ကြအောင်ဗျာကျွေးလို့မရဘူးလေတော့ကင်မရာထဲမှာဗီဒီယိုထဲမှာဆိုတော့ကျွေးလို့မရဘူးလေတော့မျှော်ကြအောင်ဗျာပေးရတဲ့ဈေးနဲ့ပြင်ရမယ်တန်ဒီတော့ဈေးပေါ်လို့ဆိုပြီးတော့ဟိုနည်းနည်းပဲလို့ဟိုတသေးလေးလို့ကြောင်စာလောက်လေးလို့မလုပ်ပြီးတည်တည်ချာကောင်းကောင်းလုပ်ပြီးဒီမှာသမင်းစားနေရင်တရားပေါက်ရတာတော့ပွားလို့ရတယ်သမင်းစားရင်တရားတော်ဝင်ကားလေးရှုရင်း ကဲအခုငါတို့စားလို့တောက်လို့ပြီးလို့ငါတို့ ပဲတင်လိုက်ကွာ ပဲတင်သွား ရှေ့ရ ပြီ အောင်ကောင်း လေးရမယ်စင်ပြဘလောက်ကြာ 325 325 325 325 တန်လေးပါပြီ 3မျိုးဆိုတော့နော်3မျိုးလား4မျိုးလား အေးပါလားလေ အေးโอเคတော့ဟိုမှာငါတို့လီအခုငါတို့လာတဲ့လီမှာ အဲ့ဖာနာ အခုကျွန်တော်လာတဲ့လီနဲ့ လာဖာနာလာ Okay, thank you. Thank you.
see you next time bye bye thank you ဆရာမိုက်ဒါငါတို့ရဲ့အပြင် trip လေးပါအပြင်ဗီဒီယိုလေးပါဟောလာဆင်းလာလူတွေရှိရခွာလက်တွေပါလေတောက်ကုန်ပြီငါအခုဒီဗီဒီယိုပဲကြည့်ရတော့လက်တွေတုံနေပါအဲကြောင့်ခုပဲစားပြီးတော့လှည့်ပြလုံးနေရကဲ finally ငါတို့ပြန်ရောက်ပါပြီနေရာ